ဟုတ်ပြီဒီနေ့တော့အခုဒီမှာပေးထားတဲ့မေခွန်းလေးထဲမှာဘယ်ဟာလေးတွေကနောင်ဖြစ်တယ်လဲဆိုတာကိုရှာကြည့်ရအောင်နော်အဖြေမှန်ကတော့ A နဲ့ D ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနောင်လေးတွေကိုဘယ်လိုအဖြေမှန်အောင်ရှာလိုက်တာပါလဲကျမတို့ကနောင်အဖြစ်နဲ့ခွဲခြားမယ်ဆိုလို့ရှိရင်နီလန်၄ခုရှိပါတယ်ပထမအဆုံးအနေနဲ့ခေါင်းထဲမှာနောင်ဆိုတာဒီနာမည်ဖြစ်တယ်ဆိုတာကိုသိထားရပါမယ် Noun is a name ဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုအရာတွေရဲ့နာမည်ကနောင်ဖြစ်ပါတယ်အဲ့ဒီမှာ၄ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ကတော့ person တွေဖြစ်ပါတယ်လူပုဂ္ဂိုလ်တွေဥပမာ Dr. David teacher အစရှိသဖြင့်ဒီအရာတွေအားလုံးရဲ့နာမည်ကိုကျမတို့ကနောင်ဖြစ်သတ်မှတ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ place တွေဖြစ်ပါတယ်နေရာတွေအားလုံးရဲ့နာမည်ကိုလည်းကျမတို့ကနောင်ဖြစ်သတ်မှတ်ပါတယ်ဥပမာ school hospital Myanmar New York အစရှိသဖြင့်နေရာတွေအားလုံးရဲ့နာမည်ကိုလည်းနောင်ဖြစ်သတ်မှတ်ပါတယ်ရှင်တတိယတစ်ချက်ကတော့ things တွေဖြစ်ပါတယ် things ဆိုတဲ့အထဲမှာတော့အသက်မရှိတဲ့အရာတွေဖြစ်တဲ့ tree microwave car အစရှိသဖြင့်ပါမယ်အသက်ရှိတဲ့အရာတွေဖြစ်တဲ့အထဲမှာတော့တိရစ္ဆာန်တွေပါပါမယ်ရှင် cat dog hamster အစရှိသဖြင့်ဖြစ်ပါတယ်စတုထမြောက်အချက်အနေနဲ့ကတော့ကျမတို့က ideas တွေရဲ့နာမည်တွေကိုလည်းနောင်ဖြစ်သတ်မှတ်ပါတယ် ideas တွေဆိုတာကတော့မျက်စိနဲ့ကြည့်လို့မရတဲ့အရာတွေထိတွေ့ကင်တွယ်ကြည့်လို့မရတဲ့အရာတွေဖြစ်ပါတယ်ဒါပေမဲ့ခံစားကြည့်လို့တော့ရပါတယ်ဥပမာ love hate happiness honesty အစရှိသဖြင့်ဖြစ်ပါတယ်ဒါဆိုရင်နောင်ဖြစ်ခွဲခြားလို့ရတဲ့အရာ၄မျိုးကိုပြန်ပြောပါမယ်ပထမဦးဆုံး person ဆိုတဲ့လူပုဂ္ဂိုလ်တွေရဲ့နာမည်တွေဒုတိယအနေနဲ့ place နေရာတွေရဲ့နာမည်တွေတတိယအနေနဲ့ things အရာဝတ္ထုတွေနဲ့တိရစ္ဆာန်တွေရဲ့နာမည်တွေစတုတ္ထအနေနဲ့ကတော့ ideas လို့ခေါ်တဲ့အတွေးခေါ်အကြံဉာဏ်တွေ drum မရှိတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ဒီ၄ချက်လုံးကိုသိပြီဆိုတော့အခုနောက်မှာပေးထားတဲ့မေးခွန်းလေးတွေရဲ့အဖြေကိုလည်းအောက်မှာရေးသွားပေးကြည့်ပါရှင်